ဟုတ်ကဲ့ပါအခုဆက်လက်ပြီးတော့အခမ်းအနားအစီအစဉ်ခုနှစ်အရာ Grade 1ခရီးခမ်းမှာကျောင်းသားကျောင်းသူလေးတွေကရင်တကုံမဲ့တခြင်းဖြင့်ကပြဖျော်ပြပါဖြစ်တဲ့အတွက်စီမင်းထက်မှနေရာယူပေးကြပါရန်ပန်ကြားအပ်ပါရရှင်